လူလေးနောက်ဆုံးချိန်ဖေဖေနဲ့တွေ့တော့ကတားစီကိုဘာဖြစ်လို့စာရီမရေးတော့တာလဲလို့မင်းကမေးတော့ဖေဖေတော်တော်ဝမ်းသာသွားတယ်။ဒါကိုကြည့်ရင်ဖေဖေရေးတဲ့စာရီကိုမင်းသဘောကျအလေးထားတယ်လို့ဖေဖေယူဆတယ်။ဒီလိုဆိုရင်တော့စာရီမကြာခဏရေးရအောင်ပါပေါ့။ဂီယူဆိုင်ပြီးဖတ်ရင်ဖေဖေရဲ့စာရီဟာမင်းအတွက်သုံးကြလိမ့်မယ်လို့ဖေဖေထင်တယ်။ဘယ်စာပဲဖတ်ဖတ်စာဖတ်တယ်ဆိုတာအလေးထားပြီးမှတ်တသားဖမ်းမှာအကျိုးရှိတာဒီလိုမှမဟုတ်ရင်အချင်းဒီပဲလက်ကတစ်ခုကိုလုံနေပြီးစိတ်ကတခြားတစ်ခုကိုတွေးတောနေတာမျိုးဟာတင်းနှုတ်သိမ်ဖြစ်တဲ့စိတ်ဓာတ်ရဲ့အမှတ်လက္ခဏာဖြစ်တယ်ဘယ်လို့ကိုပဲလို့ကိုလုံနေတဲ့အလုပ်ထဲကိုစိတ်ရောက်နေရမယ်စာအုပ်တင်ရလေးချင်းနေတော့မှကစားရဲ့စီကိုစိတ်မရောက်နေသင့်ဘူးကစားနေတော့မှစာရဲကိုစိတ်ရောက်မနေသင့်ဘူးဒီလိုမဟုတ်ပဲစာအုပ်ကိုရှေ့ဖြန့်ရှာထားပြီးတခြားကိုစိတ်ရောက်နေကို့ဖို့နှစ်ခါဒုက္ခရှာတာနဲ့အတူတူပဲဘာလို့လဲဆိုတော့နောက်တစ်ခါပြန်ဖတ်ရတော့မှာ哦ယဉ်ကျေးပွေရမှုဟာလူဘဝမှာအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်ယဉ်ကျေးပွေရမှုဆိုတာတင်းတင်းလျောက်ပတ်တဲ့အရာကိုတင်းတင်းလျောက်ပတ်တဲ့နေရာမှာလှုပ်တတ်တာကိုခေါ်တာတချို့ကိစ္စများဟာအချိန်တစ်ချိန်နေရာတနေရာမှာတင်းလျော်ပေမဲ့တခြားတစ်ချိန်တခြားနေရာမှာမသိလျော်ပဲဖြစ်နေတတ်တယ်။ဥပမာအားဖြင့်နေကင်းအားလက်တဲ့အချိန်မှာကစားတာဟာသိလျော်တယ်ဖွဲ့ရတယ်။ဒါပေမဲ့ဆရာကစာသင်နေတဲ့အချိန်မှာထပြီးစွန်လွတ်တယ်ဇဲတောက်တယ်ဆိုရင်မသိလျော်ဘူးပေါ့။မဖွဲ့ရဘူးပေါ့။ဒါကိုနားလည်ရမယ်။ကောင်းကောင်းမွန်မွန်အရှိုးကြကြကတတ်တာဟာသိလျော်တယ်ဖွဲ့ရတယ်။ဒါပေမဲ့ကာဝဲခမ်းမတွေပျော်ပွဲရှင်ပွဲတွေမှာတာလျင်ကရလိမ့်မယ်။ဒီလိုမှမဟုတ်ပဲတည်င်းတီလာစောက်တီယာဖျားရှိခိုးเจ้าမှာအတုပမှာသွားကြရဲဆိုရင်တော့မင်းကိုအယူလို့ကဲ့ရဲ့ကြမှာပဲဒီဥပမာကိုကြည့်ရင်ယဉ်ကျေးပွေရခြင်းဆိုတဲ့စကားကိုမင်းသဘောပေါက်လောက်ရောပေါ့လူအများရဲ့ရှီမွန်ခြင်းကိုခံလို့ရင်မင်းမှယဉ်ကျေးပွေရမှုရှိရလိမ့်မယ်မင်းကမင်းဆရာမစ္စတာမိတ်တဲယာရဲ့ရှီမွန်စကားကိုတော့ခံချင်မှာပဲသူရှီမွန်းနာကိုမခံရရင်ဖေဖေရှီမွန်းနာကိုလည်းခံရမှာမဟုတ်ဘူးဆရာပြောတာကိုအလေးထားပြီးနားထောင်ရလိမ့်မယ်သူနဲ့နေတော့မှတီတီလေးနဲ့ပြီးယဉ်ကျေးပွေရမှုရှိလိမ့်မယ်လို့လည်းဖေဖေမျှော်လင့်တယ်ပြီးရင်တော့မင်းကြိုက်တဲ့လောက်ကစားပါပြေးပါခုံပါ